နောက်တစ်ပုဒ်လေးနဲ့ကျမတို့နာမတော်၌ဆိုတဲ့ချင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းခြင်းပါတယ်ကျမတို့နာမတော်နဲ့ကျမတို့အောင်မြင်ခြင်းရပြီဖြစ်တယ်ဟာလေလုယာနာမတော်နဲ့ကျမတို့ချမ်းသာခြင်းရပြီဖြစ်တယ်ဟာလေလုယာနာမတော်နဲ့ကျမတို့ပျော်ရွှင်ခြင်းရပြီဖြစ်တယ်ဟာလေလုယာအောင်မြင်ခြင်းဆိုကျမတို့ဘယ်သူထဲမှာမှရှိတာမဟုတ်ဘူးခရစ်တော်ထဲမှာပဲရှိတာဖြစ်တယ်ဟာလေလုယာကျမတို့လောကမှာအောင်မြင်တယ်ဆိုတာထက်ကိုဖခင်ရဲ့နာမနဲ့အောင်မြင်ခြင်းသာအောင်မြင်ခြင်းဖြစ်တယ်ဟာလေလုယာထို့ရှင်ကျမတို့လက်ခုပ်တီးချီးမွမ်းရအောင်ဟာလေလုယာ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  come on Hallelujah အားရပါးရချီးမွမ်းသွားတဲ့ El Sainz ကြီးကျေးဇူးများကြီးတင်ပါတယ်